သမီးနာမည်လေးပြောပါဦး မစင်ပါ ခေါ်လိုက်ပါဦး မစင်ပါ မဆင်ပါဘူးနော်မမနေရလဲ ဘိုးကလေးဖះတော့ကန်စိတ်ပါနေ ဘိုးကလေးပေါ့နော်ဆိုတော့သူဖြစ်တဲ့ယောဂဝေဒနာကြီးပြောပါဦးဗျ ဒီကစအိုမှာအကျိတ်တယ် စအုံမှာထိတ်တယ်လေ ဟုတ်ကဲ့ ဘယ်လောက်ကြာပြီလဲ အကျိတ်တယ်ကတော့တိတာတော့အဲရှစ်9လလောက်ရှိဟုတ်ကဲ့ ဆိုတော့ဒီမှာမကုသခင်ဘယ်လိုတွေဖြစ်လဲဘယ်လိုတွေခံစားရလဲပြောပြပါဦးဗျ ဒီမှာမကူတာခင်ကအဲစုံမှာကျိတ်တယ်ရောဝင်ကမသွားနိုင်ဘူးအရေးပဲသွားစမင်းလုံးတွေပဲမသွားဘူးဆရာအခုတော့အဲဟိုနေ့ကစမင်းလုံးတွေပဲ ရှင်းစီကံပြပြီးလိုက်လား ဆေးရုံမှာတော့ပြသွားတယ်ဒါပေမဲ့ပြတော့ပြသွားပြီဟိုထပ်ပြီးတော့မသွားသေးတာဟုတ်ကဲ့ဆရာနဲ့ရင်လာပြဟုတ်ကဲ့ ခွဲမယ်ပြုမယ်ပြောသေးလို့ ခွဲမယ်လို့ပြောတယ်အနေဖြစ်လို့ရှိရင်ဟုတ် ခွဲမယ်ပေါ့ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ ဆိုတော့လုံးဝဝင်မသွားနိုင်ဘူး ဝင်မသွားနိုင်အရေး အရေးပဲသွားတယ် လေးတွေပဲသွားတယ်ဟုတ်ကဲ့ ကျွန်တော်တို့ပြောမယ်ဆိုလို့ရှိရင်ဆမင်းလုံးမသွားနိုင် စမင်းလုံးမသွားနိုင်ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့ဒီမှာဒါနဲ့ဆိုဘယ်နှကြိမ်ရှိပြီလဲ ဒါနဲ့ဆို3ချိန် 3ကြိမ် ဟုတ်ကဲ့ဆရာ ဘယ်နှကြိမ်မြောက်မှာအဆင်ပြေခဲ့လဲ ဒီအခု2ချိန်မြောက်မှာအဆင်ပြေ ဘလို့အဆင်ပြေခဲ့တာလဲ စမင်းလုံးလေးတွေပါလေးသွားတယ်ဆရာအဲ့လိုညှစ်လို့ရှိရင်လည်းရင်တော့အဲ့လိုညှစ်တာညှစ်တယ်ဆရာစမင်းလုံးကဘလောက်ညှစ်ညမထွက်ဘူးအခုကညှစ်လိုက်လို့ရှိရင်စမင်းလုံးအဲ့လိုသွားတယ်ဟုတ်ကဲ့ ဝင်သွားပြီဗော ဝင်သွားတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုတော့အရင်သွေးပါလာရောရှိလား ရင်တော့အဲ့လိုသွေးတွေပါအဲ့လိုညှစ်လို့ရှိရင်ပါတယ် အခုရော အခုကအဲ့လိုပါတယ်ဆိုမြဲအဲ့လိုအရင်ညှစ်အားနှစ်ဖြစ်မှာအခုနောက်ပိုင်းတော့တိတ်တော့မပါတော့ အခုမပါတော့ ဟုတ်ကဲ့ဆရာ အဲ့ဒီပုံပေါ်ရင်ထဲမှာဘလို့ပီတိဖြစ်ရလဲ ဆရာအဲ့လိုခွင့်မဆရာပဲပြောက်တော့နှိမ့်ဖြစ်တယ်ဆိုတော့ဝမ်းသာတာပေါ့ဆရာဟုတ်ကဲ့ ဆိုတော့အရင်ကဒါဝင်းသွားခြင်းတိုင်းသွားလို့မရဘူး ဟုတ်ကဲ့ အစီ ရေးလေးတွေပဲရေးလေးတွေပဲသွားတယ် ကျွန်တော်ခဏချိန်လောက်သွားလာ အဲ့လိုဝင်းကသွားတိုင်းအဲ့လိုသွား10ချိန်လောက်သွားခြင်းသွားတယ်ဆိုရင်10ချိန်လောက်သွားတာပေါ့သွားတယ်ဆိုရင်သွားတိုင်းအဲ့လိုအရေးပဲသွားဝင်းကမဝသလိုဖြစ်ခဏခဏအဲ့လိုသွားနေအဲ့လို အေးပေါ့ကိုသွားခြင်းတဲ့အနေထားတစ်ခုသူ့ထဲမှာရှိတဲ့အနေထားတစ်ခုစင်ကြယ်ကျသွားလို့မရဘူး သွားလို့မရတော့ခဏခဏတက်ချင်တယ်ပေါ့ဆရာ ခဏခဏပဲ ဟုတ်ကဲ့ အိမ်လာတက်ချင်တယ် ဟုတ်ကဲ့ဆရာ အခုအနေထားရော အခုကအဲ့လိုဒါပေမဲ့အဲ့လို10ချိန်လောက်တော့မသွားတော့ဘူး5ချိန်လောက်တော့သွားသေးတယ်သွားရဆိုရင်အဲ့လိုစမင်းလုံးတွေပဲပါတာပေါ့ဟုတ်ကဲ့ပြန်ပါတယ် သွားတာဝင်းကျင်တာလို့ဘာလို့ အဲ့လောက်ကြီးရင်တော့အဲ့လိုမခံစားရတော့ဟုတ်ကဲ့တိတ်မခံ တော်တော်ဟုတ်သွားပြီ ဟုတ်ကဲ့ဆရာ နောက်တစ်ချိန်နဲ့ချိန်လောက်ဆိုပြီးပြီ ဟုတ်ကဲ့ဆရာ ဟုတ်လား ဟုတ်ကဲ့ ဒါကပြောချင်တာစမင်းလုံးသွားပြီဆိုတဲ့နေတာတစ်ခုမှလည်းကြောင်းရှင်းသွားတယ် ဟုတ်ကဲ့ နောက်တစ်ခုအိုးမှာအချိတ်တယ်နော် ဟုတ်ကဲ့ဆရာ အဲ့နေတာတစ်ခုကတော်တော်လေးကိုပဲရှင်းသွားနေတာမှရှိတယ် ဟုတ်ကဲ့ ဟုတ်လား ဟုတ်ကဲ့ ဆိုတော့အပူအဆက်တွေအမားကြီးမစားနဲ့ ဟုတ်ကဲ့ဆရာ နော်အပူအဆက်တို့အမားတို့ကောင်းနှင်းလုံးဝမတည့်ဘူး ဟုတ်ကဲ့ဆရာ ရေခဲရီတို့အချိုရီတို့အဲ့ဒါတွေမတည့်ဘူး ဟုတ်ကဲ့ဆရာ ဖြစ်နိုင်လို့ရှိရင်ပျော့စားမယ် ဟုတ် နော်ရီများများတောက်မယ် ဟုတ်ကဲ့ဆရာ ဒီနေ့ဝိုင်းကြမှုနဲ့2ဘူး3ဘူးလောက်ပေါ့တောက်မယ် ဟုတ်ကဲ့ ဟုတ်ပြီလား ဟုတ်ကဲ့ အေးယုံကြည်နဲ့လည်းရောက်ကုသိုလ်ပေးကုသမှုခံရတာကိုအထူးပဲကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ဆရာဟုတ်ကဲ့ အခုလိုယောဂဝေဒနာတတ်တာကောင်းမွန်လာတဲ့အပေါ်မှာအယံဝန္တာပီတိဖြစ်ရတယ်နော် ဟုတ်ကဲ့ဆရာ ဟုတ်ပြီဖရာဥချဖရာဥချကဲ့တရှိကျမ်းမစိတ်ချမ်းသာလို့ဆန္ဒအားလုံးဘလုံးတော်ပါကြီးပြည့်ပြည့်စုံစုံရရှိပါစေကျမ်းမလို့ချမ်းသာပါစေဗျာကျမ်းမလို့ချမ်းသာရပါစေ ဆရာ အေးပါဒီကျမ်းမချမ်းသာဟုတ်ပြီရှိုက်ပါမယ် ဟုတ်ကဲ့ဆရာ ကဲအမျိုးကြီးမင်္ဂလာပါနော်မင်္ဂလာနဲ့ခင်ပါလို့မင်္ဂလာနဲ့ခင်ပါကျွန်တော်မျိုးပေါင်းသူတော်ကောင်းအားလုံးချမ်းချမ်းသာချမ်းသာရှိကြပါစေတနေ့တာလုံငန်းဆောင်တာတွေအဆင်ပြေကြပါစေတောကဒုက္ခဥဒ္ဓမြအပေါင်းတို့ဒီလည်းပဲပိန့်ကြပြပေါ်တည်ရေမတူတဲ့ကတ်တို့လွင့်စင်ပွားပြောပြီးဘေးမျိုးရှန်တို့တဲ့ကတ်ကြီး၃ပါးမှကင်ဝေးလွင့်စင်ကြပြီးကောင်းကျိုးလုံဆန္ဒအားလုံးဒုက္ခဝိုင်းပြည့်ပြည့်စုံရှိကြပါစေဒါတော့သုအိုးမှာအကျိတ်တယ်တာတဲ့သူအကျိတ်တယ်တော့လုံးဝမှကျွန်တော်တို့ဒါမစင်ကျွန်တော်တို့ဒါဒီသွားတဲ့အခါမှာလုံးဝမသွားလို့မရအောင်အရေးတော့ပဲသွားတယ်စမင်းလုံးလုံးဝသွားလို့မရတဲ့အနေအထားတစ်ခုပေါ့ဒါနဲ့ဆို3ချိန်2ချိန်ကုသပြီးတဲ့အချိန်မှာတော်တော်လေးပဲအဆင်ပြေသွားခဲ့ပြီမုန်းတော့ခွဲရဆေးရမယ့်အနေအထားတော်တော်လေးတော့ကောင်းသွားခဲ့ပြီဒါခွဲတဲ့စိတ်ဆံမျိုးတော့ကောင်းသွားခဲ့ပြီနော်အရန်ဝမ်းသာပီတိဖြစ်ရတယ်လို့ပိုင်ဖြစ်ရတာပိုင်ဖြစ်ရကြအမတန်ကိုပဲနတ်လာပါတယ်ဒီသဘောတရားလေးပါပဲနော်အဲ့တော့ဆက်လက်ပိုင်ဖြစ်မဲ့မျိုးတွေအများကြီးကြံစီသေးတဲ့တော့ဒုတိယမကြံဂါရဝပြုကကျွန်တော်အမျိုးပေါင်းသူတော်ကောင်းအားလုံးတက်ရှိလို့ကြံပါကြပါစေဗျာ